အရခပြည်ခွမ်းမြို့နယ်ကညောင်ချောင်းကျွော်ကိုအာနာသိန်းအကြံဖတ်မြန်မာစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံ9ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုဩဂုတ်လ22ရက်မနက်9:00နာရီကျော်မှာပေါင်900ဘုံလုံးကျချခဲ့တာလို့သိရပါတယ်။ဒီဘုံတွေဟာရွာစာတင်ကျောင်းနဲ့စေယုံအနီးမှာကြောက်ရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးစစ်ဆောင်9ဦးနဲ့ဒေသခံ2ဦးစုစုပေါင်းအရတာ9ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ဒါအပြင်စာတင်ကျောင်းလူနေအိမ်3ဆောင်ဆိုင်ကယ်နဲ့စပိန်တစီအပြင်ပဲကျိတ်ဆက်တလုံးမှထိခိုက်ပျက်စီးခဲ့ပါတယ်။ကွမ်းမြို့နယ်ထဲကကျိန်နလီမြို့နဲ့ကိုင်းခုံကျေးရွာကိုလည်းစစ်တပ်ကပြီးခဲ့တဲ့ဩဂုတ်လ23ရက်ကညဘက်ပုံကျဲခဲ့တာကြောင့်အပြစ်မဲ့ပြည်သူ10ဦးသေဆုံးခဲ့ရပါတယ်။အရခတပ်တော်အေးသိမ့်ပိုက်ထားတဲ့မြို့နယ်ရက်ကွက်တွေကိုစစ်တပ်ကရည်ရွယ်ချက်ရှိပုံကျဲနေတာကြောင့်ပြည်သူတွေအနေနဲ့လေကြောင်းရန်ကိုအချိန်ပြည့်အထူးဂရုစိုက်ကြဖို့အေးကတတိပေးတိုက်တွန်းထားပါတယ်ရှင်။